တယ်ကောတားတီတစ်ခုကိုကြိုက်တယ်မမလူနာဘေးဖယ်ထားလိုက်လေငါဖြတ်ပေးမယ်ဟုတ်ပြီသားတို့ခုလုံလောက်ပြီထင်တယ်ဒါမမတို့တို့ဘဝမှာအကောင်းဆုံးကစားနည်းဖြစ်တော့မယ်နော်ရေစားရဲမမတားရီတောက်ချင်တယ်ဘာဖြစ်လို့လဲဂျူပီတာမဟုတ်ဘူးတားရှာမတွေ့ဘူးတားရီတွေ့တယ်ခွမ်းမတွေ့တာတားပြောချင်တာရေပြတ်သွားတယ်ထင်တယ်မင်းဘာပြောနေရလဲဂျူပီတာမင်းဘာရေးမှမရခဲ့ဘူးလားဟုတ်ပြီတိလားတောက်ရီအေးစံမှာရေအိမ်မြောင်ဟော့တလောက်အကြီးကြီးတွေ့ခဲ့တယ်မမအိမ်မြောင်ဟုတ်လားအိမ်မြောင်အကြီးကိုပြောတာလားတကယ်အကြီးကြီးအေယာမကြီးတောင်းစောင်းမအောင်ငါမိဖို့ကြောင့်ထဲမှာဘာအိမ်မြောင်မှမတွေ့မိပါဘူးဂျူပီတာရဲ့မင်းမြင်နေလို့ထင်တဲ့ဟာကတကယ်မမြင်ခဲ့တာဖြစ်မယ်နော်မမထင်တော့အဲ့ဒါအရေးများဖြစ်နေမလားဒါအဲ့ဒါမြင်ခဲ့တာအဲ့ဒါအိမ်မြောင်ပဲအဲ့ဒါကဘယ်လိုပုံစံမျိုးလဲဒီတိုင်းတွေးလိုက်တာဒါပေမဲ့သူ့ရဲ့ခေါင်းကနေရံတွေကထွက်နေတာသူ့မှာမျက်လုံးသေးသေးလေးတွေရှိတယ်ဒါသူ့နောက်လိုက်တာအရန်ရမ်းမြင်တယ်လို့တားထင်နေမမမြောင်နူးမင်းချော်တော့မလဲခဲ့ဘူးမဟုတ်လားဟုတ်တယ်မလားခိုင်ဘာကိုကြည့်ရမှာလဲဘာလဲအဲ့ဒါပဲအဲ့ဒါကိုပြောတာလားအဲ့ဒီတောက်တဲ့လေးရဲ့လားဒါပေမဲ့တောက်တဲ့တွေကတကယ်ပြောဖို့ကောင်းတယ်နော်တားချင်သူတို့တွေကထူးဆန်းတယ်နော်တောက်တဲ့တွေကအရေးကြီးရဲ့လေသူတို့တွေကပိုးမွားတွေခြင်တွေပင့်ကူတွေကိုစားတယ်သူတို့တွေကပုံးတာတကယ်ကိုတော့တာနော်အဲ့ဒါကြောင့်အစကငါတို့သူ့ကိုရှာမတွေ့တာသူပုံးနေတာဘာမှကြောက်စရာမလိုဘူးဂျူပီတာရဲ့တောက်တဲ့တွေကတကယ်ကောင်းတယ်တာကောင်းမောက်ကိုကြားလာနိုင်တယ်မဟုတ်ဘူးဂျူပီတာတောက်တဲ့တွေကမျက်နှာချက်တွေနိုင်ရံတွေကနေပြုံးမကြနိုင်ဘူးသူတို့ကပစ္စည်းတွေကိုတော်တော်ကတ်နိုင်တယ်လေဒါပေမဲ့ဘသူကဒါကိုလောက်တာလဲသူတို့ခြေထောက်တွေမှာကော်ရှိတာလားဟုတ်မှာပေါ့ဒါမှမဟုတ်ကတ်တဲ့ဟာတစ်ခုခုပေါ့အဲ့ဒါတောက်တဲ့ကော်ဖြစ်မယ်စုံမဖြိုရည်တဲ့ကဟာတစ်ခုခုပေါ့တောက်တဲ့တွေရဲ့ချက်တောက်မှာကော်လိုမျိုးတကယ်တစ်ခုခုရှိလားမသိဘူးနော်သူတို့နိုင်ရံတွေဘလို့ကတ်တာလဲငါတောင်သိအောင်လုပ်ရမယ်ဘာတွေဖြစ်နေတာလဲဒါပါဆိုလိုတာလဲမြင်ဘူးများအလုံးနေမှာအကောင်းဆုံးဖြစ်မယ်ဘာတွေဖြစ်နေတာလဲအဖြေကိုရှာဖွေစေဒါတွေဘာကြောင့်လဲဆိုတာသိမှရလိမ့်မယ်စိတ်ဝင်စားဖို့ကောင်းလိုက်တာဘာကောင်မှလည်းမတွေ့ဘူးနေရံပေါ်မှာခြေရာတို့ဘာလို့တော့မတွေ့ဘူးဒါလည်းကြည့်မယ်အခုဘာလဲဆိုတော့ဘာဖြစ်နေလဲဆိုတာကိုငါတို့ဘယ်လိုမျိုးအဖြေရှာကြမလဲမလုပ်ဘူးကလိုက်ငါတို့တောက်တဲ့လေးကိုနားကြည့်အောင်မလုပ်ဘူးသုတ်ခွတ်တယ်ဒါပဲလေငါတို့လက်တွေ့စမ်းသပ်ဖို့အကောင်းဆုံးအကြံတစ်ခုရှိရလေဒါတော့တောက်တဲ့အနာကိုကတ်ရမှာလားမမမလို့ဂျူပီတာဒါကမမတို့အတွက်ပို့ပြောဖို့ကောင်းမှာပါငါတို့အားလုံးအထူးတောက်တဲ့ခြေထောက်ကိုဝတ်ကြမယ်လေဟုတ်ပြီတောက်တဲ့ဂျူပီတာနိုင်ရန်ပေါ်တက်ဖို့အသင့်ဖြစ်ပြီတောက်တဲ့တွေကသူတို့ခြေထောက်တွေမှာဒီလိုမျိုးတစ်ခုခုရှိနေငါတို့လည်းသူတို့လိုနိုင်ရန်ပေါ်မှာကတ်နိုင်မှာပဲလေတောက်တဲ့လူနာသွားဖို့စဉ်းစားမယ်ဒါအဆင်ပြေမယ်လို့တော့မထင်ဘူးနော်တောက်တဲ့လူနာလမ်းတော့မရှောင်းနိုင်ဘူးတေးကြတာပေါ့ငါတို့လည်းမပြေးနိုင်ဘူးဘာလို့ရမလဲသိတယ်ကြည့်တော်ရဲဂျူပီတာအခုမင်းရဲ့လက်တွေကိုရှေ့ကိုရှေ့လိုက်လေသွားပြီညံ့နေပြီတောက်တဲ့ခြေထောက်တွေကဒီလိုမျိုးစုပ်ခွက်တွေလိုမျိုးဆိုရင်သူတို့ကတ်လိုက်ခွာလိုက်ကတကယ်ကိုအပြင်းပြန်တာပဲဟုတ်တယ်သူတို့ကဘယ်တော့မှညက်တောင်မညက်ဘူးအခုဘာလို့ရမလဲသားတို့နိုင်ရဖို့ဘလို့တက်မှာလဲတောက်တဲ့အဖြစ်ပြောင်းလိုက်မယ်ငါတို့တောက်တဲ့လို့သဘောထားလိုက်မယ်လေတောက်တဲ့လေးတွေတောက်တဲ့တွေ
ငါတို့ကတောက်တဲ့တွေပဲ တောက်တဲ့တွေလားငါတို့ကတောက်တဲ့အကောင်းဆုံးပဲ လာတူတူပုံနဲ့ကစားကြရအောင် ငါနမက်ကြီးမယ်မင်းတို့တွေအားလုံးပုံညလေ မဟုတ်ဘူးကလိုင်းငါတို့တူတူကစားမယ် လာကြ လူနာချွေပြ ခလိုက်ပန်းအို ကြည့်ဒါလည်းပုံးတာတော်တယ် ငါကတော့ဒီနေရာမှာပဲနေတော့မယ်ပြီးသွားရင်ချင်းနေလာတာကိုစောင့်နေမယ်လေ အခုချင်းတွေကိုစောင့်ဖို့အချိန်မရှိဘူးခလိုက်တောက်တဲ့တွေဘလို့နေအောင်ကတ်တယ်လဲဆိုတာအဖြေရှာကြရမယ် ဟေးတားချစ်ဝါမှာကော်တယ်ဘာတွေမရှိဘူးဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ ဒီကိုကြည့်ခြေပွားပေါ်မှာဒါတွေအားလုံးကြည့်ကြပါဦးဝေါဂျူပီတာခလိုက်ဒီကိုကြည့် ထူးဆန်းတာပဲမေးကုတ်ရတာကောင်းလိုက်တာ ပင်လင်တများချိတ်တွေနဲ့တူတယ်အကောင်းဆုံးပဲ ဒီဖွားနုလေးတွေကငါတို့နိုင်ငံတွေပစ္စည်းတွေကိုကတ်အောင်ကူညီပေးရလို့ထင်လားကောင်းနဲ့မဟုတ်ဘူးတန်လိုက်နဲ့တူတာဒီဖွားနုလေးတွေကငါတို့ပစ္စည်းတွေကိုကတ်အောင်လုပ်ပေးတာဒါပေမဲ့ဘာဖြစ်နိုင်မလဲဒီနေရာမှာလည်းကတ်နေတယ် ဘာဖြစ်လို့လဲမမတန်းငယ်ပြတ်သွားတာလား မင်းတို့တွေခြေထောက်မာရောခံစားမိလား ဟုတ်တယ်ထင်တယ် တာဘာမှမဖြစ်ဘူး တေချာကြည့်လို့ရအောင်မမတို့အနုချိမှန်များကိုတူတူကြည့်လိုက်ကြရအောင်ဒါပဲဖြစ်ရမယ်မမတို့ရဲ့ခြေချောင်းလေးတွေဘောကအမွှေးလေးတွေကမမတို့ကိုနိုင်ငံကိုကတ်အောင်လုပ်ပေးတာလေအရန်ကိုသေးတာပဲ ဒါဆိုကောမဟုတ်ဘူးပေါ့ သူတို့ကတကယ်ကတ်တာပဲ ဒါအရန်စိတ်ဝင်စားစရာကောင်းတာပဲ တောက်တလေးနေရမာလေးကနိုင်နေတောက်တလေးနေရမာလေးကနိုင်နေလိုဝက်ချက်လေးတစ်ခုပြောပြမယ်ခြေထောက်နဲ့လက်ကတီးကပဲအပွေးတွေကတွေ့ကပ်အောင်လုပ်ပေးခဲ့တယ်ဘာမစုကနိုင်နေဖန်တီးထားတဲ့စွမ်းတွေကတကယ်ထူးကြတယ် ဒါပဲပေါ့အဲ့ဒီအပြားလေးတွေကငါတို့ကတ်လို့ရအောင်လုပ်ပေးတာ မင်းပြောတာမှန်တာပဲလူနာရဲ့ အထက်အောက်ချုံနေတဲ့နေရန်တွေဘလို့ပဲမျက်နှာကြပလောင်မြင်မြင် စက်ကပ်ပြနေတယ်လို့ပဲငါတို့က ငါတို့ကိုဖမ်းဖို့ပိုက်ကိုမလို့တောက်တလေးနေရမာလေးကနိုင်နေ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  ငါမျက်နှာချက်ကိုလည်းကတ်ချင်တယ်လေ ငါရောပဲငါဇောက်ထုံးမုံရတွဲလောက်နေချင်တယ် ဒါမမတို့အတွက်အကောင်းဆုံးအတွေ့အကြုံတစ်ခုပဲ ဂျူပီတာချင်းကောင်ရှိတယ် တိုက် လိုက်ခလိုက်လိုက်ဂျူပီတာ ရှင်ဘယ်ရောက်သွားပြီလဲမမ ဒီမှာကြည့်ခလိုက်ချင်မိဝိုင်းတင်နေနော်မမေနဲ့ဖေဖေအတွက်မမတို့တွေတောက်တစ်ချက်တော့ပြပွဲလုပ်ကြရအောင်လေ ဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ လူနာဂျူပီတာအဲ့ချိန်ရောက်နေပြီ ငါတို့ပြပွဲကိုပြဖို့မနှက်ဖြန်အထိစောင့်ရမယ်ပုံပဲနော် ဟိုင်းဖေဖေဟိုင်းမေမေမွတ်တောက်တဲ့ပြပွဲအချိန်ရောက်ပါပြီသူတို့တွေကနိုင်ငံတွေနဲ့ပစ္စည်းတွေကိုဘယ်လိုကတ်လဲသိလား သူတို့မှခြေထောက်မရှိကြဘူးလားကွာဟေး မရှိဘူးဖေဖေ တောက်တယ်လေးနေရမလေးကနိုင်တယ်တောက်တယ်လေးနေရမလေးကနိုင်တယ်လူဝဲချလေးတစ်ခုပြောပြမယ်စတောင်းနဲ့လက်ကတီးကပဲအမွေတွေကတွေ့ကအောင်လုပ်ပေးခဲ့တယ်ဘာမစုကနိုင်လေဖန်တီးကြတဲ့စွမ်းတွေကတကယ်ထူးကြတယ် ဒါပဲပေါ့အဲ့ဒီအပြားလေးတွေကငါတို့ကတ်လို့ရအောင်လုပ်ပေးတာ သားဆောက်ထုံးမုံမြော်တွဲလောက်နေခြင်းနဲ့ အထက်အောက်ချုံနေတဲ့နေရန်တွေ ဘလို့ပြင်းပြင်းနဲ့ချက်ပလောင်မြင်မြင်စက်ကကတက်ဆက်သူတွေလိုပဲငါတို့ကိုဖမ်းဖို့ပိုက်ကုန်လို့
တောက်တယ်လေးနေရမလေးကနိုင်နေ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  ကောင်းတယ်ဟေး တော်တယ်တောက်တဲ့ကလေးလေးတွေ ဟိုး ဝေါဒါရီကအရန်ပေါ့ပါပဲနှမွေးတွေထပ်ပေါ့တာရှိမလားမသိဘူးနော်နှမွေးတမွေးကအလေးချိန်ဘယ်လောက်ရှိမလဲမသိဘူးမေးစာမေးခွန်းနဲ့အများကြီးပဲ La 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 luna 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 la 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 luna မေကိုလေးမေးလိုက်ကြမယ်စစရင်နဲ့ခွဲအောင်မေကိုမေးကြမယ်